မပုံတင်လှုပ်လို့ရှင်လေတခါတည်းနဲ့အပီးမရအပီးဟိုစားမပီးဘူးပေါ့နော်ရှင်စလုံးလေးတွေအောက်ကမြင်လေးတွေကြံတာနဲ့ပြီးတော့ဟိုဟာတီဟာလေးတွေအဲ့လိုမျိုးအမြဲကြံနေရှင်အဲ့လိုကြံတဲ့အချိန်မှာကျွန်တော်တို့မတ်စမကတ်သွားရိုက်တဲ့အချိန်မှာဆိုရှင်အဲ့ဒီစမကတ်ကအောက်ကမြင်လေးကြားခဲ့တယ်ဆိုပြီးစောင့်ပါအောင်ဆိုတော့2ပတ်3ပတ်တခါလေလှချီကြံခဲ့တယ်ရှင်ကျမတို့ကကျတော့ကြည်တီမိုင်းကင်ဆိုတော့ရှမ်းပြည်တောင်ပိုင်းရဲ့ဝေးလံခံဖျားတဲ့နေရာတွေမှာပေါ့နော်ရှင်အဲ့ဒီမှာကျမတို့ကမပုံတင်တွားလှုပ်လို့ရှိရင်မြို့နေလူထုတွေရောကျေးလက်နေပြည်သူလူထုတွေရောတကယ်လို့မပုံတင်လာလှုပ်ပြီဆိုလို့ရှိရင်ဟိုရက်ခဏခဏချင်းနေရှင်ရက်ခဏခဏချင်းခါကြတော့တောကနေတက်လာတဲ့လူတွေအတွက်ခါကြတော့တက်ခုစိတ်တွေရှိမယ်တကယ်လို့တူတရပဲချင်းတော့ကိစ္စမရှိဝင်ရှင်တခါလေအကြိုက်ချင်းခါကြတော့အဲ့လိုမျိုးဆိုလို့ရှိရင်ပိုက်ဆံပုတ်ကုန်တာပေါ့နော်ရှင်တောတူတောင်သားတွေကလည်းဒီလိုမျိုးစီးပွားရေးသမားတွေမဟုတ်တောင်ရတွေပဲလောက်ကြတဲ့ခါကြတော့သူတို့အသွားလာစရိတ်တွေပုတ်ကုန်တယ်အဲ့ဒါကိုဒီမပုံတင်လောက်တဲ့အချိန်မှာပေါ့နော်ဘယ်လိုပြောမလဲတရက်ထဲနဲ့မဟုတ်တိတိုင်အောင်ပေါ့နော်ဟိုအဲ့လိုမျိုးရက်အကြိုက်မခွာပဲနဲ့လုပ်ပေးရင်ရမလားပေါ့နော်အဲ့လိုမျိုးတွေမေးထားတယ်ရှင်တိုင်းတိုင်းမိပန်ပါမွေးဖွားလာတဲ့တာသမီးတွေဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်အလိုလျောက်နိုင်ငံသားဖြစ်ပြီးသားပဲအဲ့ဒီနိုင်ငံသားအလိုလျောက်ဖြစ်ပြီးသားတဲ့ဟာကိုဘာဖြစ်လို့ဒီမတ်ပုံတင်လာလုပ်တဲ့အချိန်မှာကြန့်ကြာနေရတယ်လဲပေါ့နော်အဲ့ဟာတွေဒါမေးခွန်းထဲမှာတော့မေးထားတော့နည်းနည်းပဲရှင်ပြီးတော့ကြံထားတဲ့ဟာတွေလည်းရှိသေးတယ်ဘာလို့လဲဆိုတော့မပုံတင်လှုပ်လို့ရှင်လေတခါတည်းနဲ့အပီးမရအပီးဟိုစားမပီးဘူးပေါ့နော်ရှင်စလုံးလေးတွေအောက်ကမြင်လေးတွေကြံတာနဲ့ပြီးတော့ဟိုဟာတီဟာလေးတွေအဲ့လိုမျိုးအမြဲကြံနေရှင်အဲ့လိုကြံတဲ့အချိန်မှာကျွန်တော်တို့မတ်စမကတ်သွားရိုက်တဲ့အချိန်မှာဆိုရှင်အဲ့ဒီစမကတ်ကအောက်ကမြင်လေးကြားခဲ့တယ်ဆိုပြီးစောင့်ပါအောင်ဆိုတော့2ပတ်3ပတ်တခါလေလှချီကြံခဲ့တယ်ရှင်အဲ့လိုမျိုးတွေရှော့ရှူမဖြစ်ဖို့နော်ရှင်တကယ်လို့လာလုပ်ပြီးဆိုအဲ့ဒီမတ်ပုံတင်မှာလည်းအချက်ကလည်း17ချက်လောက်ပဲရှိရရှင်ဘာမှလည်းထွေထူးမများခါကြတော့အဲ့ဓာတွေကိုဟိုလုတ်ပေးတဲ့လူတွေအနေနဲ့ပေါ့နော်အမအယွန်းမရှိဘဲနဲ့တိတိကျကျမမှန်ကန်လုတ်ပေးစေချင်တာပေါ့နော်ရှင်ပြီးတော့ကျွန်တော်တို့ passport တွေပဲတွက်လုတ်လို့ရှိရင်မပုံတင်နည်းနည်းလောက်ချစ်ရလေးမရှိလားနဲ့အရှိလိုက်လို့ရှိရင်ဘာဖြစ်တဲ့ညာဖြစ်ဆိုအကြောင်းအမျိုးမျိုးအကြောင်းပြချက်အမျိုးမျိုးပြပြီးတော့အဲ့လိုမျိုးတွေရှိတယ်ဒါတွေကကျမအများဖြင့်ကျမကိုတွေ့တယ်ကြီးပဲအဲ့ဒါကြောင့်ဂျန်တဲ့ပီတူလူထုတွေလည်းကျမတို့ဂျီဒီမိုင်းကန်ရဲ့လည်းမဟုတ်ရှင်းဟိုတခါတော့တတင်းထဲမှာပါလေပကိုးမှာလည်းပုံမူရဲ့တမီးကိုပတ်စံ8000တောင်းတဲ့ကိစ္စဟိုဘယ်လိုပြောမလဲနေရာတိုင်းလိုအဲ့လိုမျိုးဖြစ်ခါကြတော့ပီတူလူထုတွေကိုအဲ့ဒီမတ်ပုံတင်ကိုလွယ်လေးနဲ့အမြန်ဆုံးရအောင်ဘယ်လိုလုပ်ပေးနိုင်မလဲပေါ့နော်အဲ့ဟာတွေသိချင်လို့ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်